ဒီဗီဒီယိုမှာတော့မိနစ်အနည်းငယ်အတွင်းမှာ digital product တွေရောင်းပြီးတော့တစ်လဒေါ်လာ1000ကိုဘယ်လိုရှာလို့မလဲဆိုတဲ့အကြောင်းကိုအဆင့်ဆင့်ပြောပြပေးသွားမှာပါ digital product ဆိုတာကတော့ physical delivery မလို့ပဲကိုယ်မှရှိပြီးသားအသိပညာအတွေ့အကြုံစိတ်ဝင်စားမှုကိုမှီပြီးတော့ digital ပစ္စည်းအဖြစ်ပြောင်းလိုက်ရုံပါပဲဥပမာ ebook PDF ကမြန်မာလိုရေးလို့ရပါတယ်အင်တာမီရောင်းဝယ်လမ်းညွှန် drop shipping စဖို့ A to Z ဒါရဲ့မြန်မာဟင်းရများနောက်တစ်ခုကတော့ဒီဇိုင်းတွေ Canva သုံးပြီးတော့မြန်မာပွဲတော် social media templates YouTube thumbnail စာရွက်ဖောင်တွေရောင်းလို့ရတယ်နောက်တစ်ခုက online course ဒါမှမဟုတ် video tutorial နဲ့ကိုကျွမ်းကျင်တဲ့အရာဥပမာ Photoshop Excel WordPress website တည်ဆောက်နည်းအဲဒီဗီဒီယိုသင်ခန်းစာအစီအစဉ်လုပ်ပြီးတော့ရောင်းလို့ရပါတယ်နောက်တစ်ခုက digital printable ကလေးစာရွက်ထက်ရမှတ်တွေ budget planner ဒါနဲ့ပိတ်တွေကိုဒီဇိုင်းဆွဲပြီးရောင်းလို့ရပါတယ်နောက်တစ်ခုကတော့ stock photo and video မြန်မာယူရမြန်မာဒလိမြန်မာအစားအစာတွေရဲ့အရေးသွင်းမြင့်တက်ပုံတွေရိုက်ပြီးတော့ရောင်းလို့ရပါတယ်အဓိကတော့ချက်ကတော့ကိုတက်တာဒါမှမဟုတ်ကိုစိတ်ဝင်စားတာကိုလူတွေလိုချင်မဲ့အဖြစ်ပြောင်းလဲပါလူတွေအဆင့်အားအဲ့ဒီပစ္စည်းကိုဘယ်လိုပြင်ဆင်မလဲဘယ်မှာရောင်းမှာလဲအရေးကြီးဆုံးကပထမဆုံးတစ်ချက်ကအရေးသွင်းမြင့်မှာကိုပစ္စည်းကလူတွေအတွက်တန်ဖိုးရှိရပါမယ် ebook ဆိုရင်စာအုပ်လေးကောင်းကောင်းဒီဇိုင်းဆိုရင် professional ကြဖြစ်ဖို့လိုပါတယ်ဒုတိယအချက်ကဈေးနှုန်းသတ်မှတ်ပါစကျင်နေဆိုရင်ဈေးနှုန်းချိုးသားနဲ့စပါ ebook တစ်ခုကို$9 $15 cost တစ်ခုကို$50 $100 template တစ်ခုကို$5နေပြီးတော့$15စသဖြင့်သတ်မှတ်ပါနောက်တစ်ခုကရောင်းကို host လုပ်ပါ camera တို့ set file တို့ coffee စတဲ့ platform တွေကအဆင်ပြေပါတယ်အဲ့ဒါရဲ့လက်ခံတင်ပေးပြီးတော့ငွေကြေးစနစ်ကိုကင်တယ်ပေးပါတယ်ကိုယ်ပိုင် Facebook page ဒါမှမဟုတ် Instagram ကနေလည်းရောင်းလို့ရပါတယ်နောက်တစ်ခုကတော့ရောင်းရမြင့်တင်မှု promotion ဒါအရေးကြီးဆုံးပါပဲကိုယ့်ပစ္စည်းကိုဘယ်သူတွေဝယ်ခြင်းမလဲစဉ်းစားပါသူတို့ရှိတဲ့ Facebook group တွေ page တွေ Telegram channel တွေ Instagram niche တွေ community တွေမှာတမိုးရှိတဲ့အခြေအနေတွေအရင်ပေးပါဥပမာကို ebook ထဲကအစိပ်ပိုင်းလေးတွေကိုဥပမာပေးပါပြီးမှကိုယ့်ပစ္စည်းကိုညင်သာနဲ့မိတ်ဆက်ပါအဲ့တော့တစ်လဒေါ်လာ1000ကိုဆိုရင်ဘယ်လောက်ရောင်းရမလဲနည်းတော့တွက်ကြည့်ရမယ်ဆိုရင်ကိုယ့်ရဲ့ ebook ကို$15နဲ့ရောင်းမယ်ဆိုပါစို့တစ်လဒေါ်လာ1000ရဖို့ရောင်းရမယ့်အရေးအတွက်က$15ဆိုရင်ဒေါ်လာ1000ရဖို့ဆိုရင်လူ68ယောက်တနေ့ကို2ယောက်3ယောက်သာရောင်းအောင်ပါပဲနောက်တစ်ခုက template တို့ course တို့ရောင်းနေဆိုရင်ဈေးနှုန်းပိုမြင့်သွားမယ်ဆိုရင်ရောင်းရမယ့်အရေးအတွက်ကပိုနေသွားမယ် template 10မျိုးကိုတစ်မျိုးကို$10နဲ့ရောင်းမယ်ဆိုရင် course တစ်ခုကို$100နဲ့ရောင်းမယ်ဆိုရင်ရောင်းရမယ့်အရေးအတွက်ကပိုနေသွားတယ်အရေးကြီးရဲ့နောက်တစ်ချက်ကတော့ကိုရောင်းတဲ့ပစ္စည်းကိုဝယ်သူတွေကကျင့်တဲ့မှုရှိဖို့အရင်ရေးကြည့်ပါတယ်သူတို့ကျင့်နေရင်သူတို့ကနေလူသစ်တွေကိုပြန်ပြောပြမှာပါဒါအပြင်နောက်ထပ်ပစ္စည်းတွေထုတ်ပြီးတော့ရောင်းလို့ရပါတယ်အဓိကကတော့စတင်မှုပါပဲပထမဆုံးတစ်ချက်ကစဉ်းစားပါကိုဘာကိုရောင်းနေလဲဘာကိုကျွမ်းနေလဲဘယ်သူတွေကလိုချင်ပါလဲစသဖြင့်တည်တည်ချာလေးစဉ်းစားပါနောက်တစ်ခုကစမ်းသပ်ပါပထမဆုံး digital product ကိုရိုးရှင်းအောင်ထားပါ ebook စာမျက်နှာ20 template 3မျိုးစသဖြင့်ပြီးရင်ကိုယ့်ရဲ့မိတ်ဆွေတို့အခမဲ့ဒါမှမဟုတ်ဈေးနှုန်းချွတ်သားနဲ့စမ်းသုံးခိုင်းပါအကြံဉာဏ်တောင်းပါနောက်တစ်ခုကတော့အခမဲ့တန်ဖိုးပေးပါ Facebook မှာကို niche နဲ့ပတ်သက်တဲ့အခမဲ့ဗီဒီယိုသင်ခန်းစာ PDF tip ရှိလေးတွေမျှဝေပါလူတွေကိုယ်ကိုယုံကြည်လာမှာပါနောက်တစ်ချက်ကတော့လှုပ်ဆောင်ပါစဉ်းစားနေုံနဲ့မဖြစ်သေးပါဘူးစလုပ်ပါဒီနေ့ကလေးကိုယ့်ရဲ့ digital product idea တွေကိုစာရွက်ပေါ်ချရေးပါစတင်ဒီဇိုင်းဆွဲပါဗီဒီယိုစရိုက်ပါဒီကုန်းကျပြောရမယ်ဆိုရင်တော့ digital product ဆိုတာတစ်ချိန်ထုတ်ပြီးရင်ထောင်ချီတောင်းချီရောင်းလို့ရတဲ့ပိုင်ဆိုင်မှုပါစနစ်တကျနဲ့ဆွဲမြဲလုပ်သွားမယ်ဆိုရင်တစ်လဒေါ်လာ1000ဆိုတာမဝေးတော့ပါဘူး